Welcome to Reading Room. ဒီတစ်ခေါက်တော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းလေးဖတ်ရအောင် 5 healthy habits to develop in your 20s and 30s. 20ကျော်30ကျော်အရွယ်မှာပြုစုပြောထောင်ရမယ်။ကျမ်းမာရေးနဲ့ညီညွတ်တဲ့အလေးထား5ခုဖတ်ကြည့်အောင် Small consistent changes that lay the groundwork for long-term vitality. အဲ့တော့ရေရှည်တက်ကြွကျန်းမာဖို့အတွက်အခြေခံအုတ်မြစ်ချပေးတဲ့စောစောမြဲလောက်ရမယ်အပြောင်းလဲလေး5ခုနော်ကဲ intro လေးကိုဖတ်ရအောင် The groundwork of longevity ဆိုတာသက်ရှည်ကျန်းမာမှုသက်ရှည်ကျန်းမာမှုရဲ့အခြေခံအုတ်မြစ်ဘာလဲကြည့်အောင် The choices you make during early adulthood lay the groundwork for your long-term health အဲ့တော့လူငယ်ဘဝမှာနော် early adulthood လူငယ်ဘဝအတွင်းမှာတဲ့မင်းလုပ်တဲ့ရွေးချယ်မှုတွေကမင်းရဲ့ရေရှည်ကျန်းမာရေးအတွက်နော်အခြေခံအုတ်မြစ်ကိုချပေးတယ် According to Stanford Medicine experts Stanford Medicine ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရဆိုရင် establishing small consistent habits in your 20s and 30s 20ကျော်30ကျော်အရွယ်မှာစောစောမြဲမြဲနဲ့လေးထားလေးတွေကိုတဲ့နော်စပြီးတော့ထူထောင်ခြင်းဟာ supports everything from cardiovascular health to cognitive function နှလုံးနဲ့သွေးကြောကျန်းမာရေးကစပြီးတော့နော် cognitive function ကတော့ဒီအုံနောက်အာရုံကြောပိုင်းဆိုင်ရာကိုပြောတာ cognitive ကတော့အဲ့လိုနားလည်နိုင်စွမ်းသင်ယူလေ့လာနိုင်စွမ်းအဲ့ဒါတွေအထိပါတဲ့နော်အကုန်လုံးကိုထောက်ပံ့ပေးတယ် minimizing the damage you have to undo later in life အဲ့တော့တက်ကြီးလာတဲ့အခါမှာကိုပြန်ပြီးတော့ပြုပြင်ပြောင်းလဲရမယ်ထိခိုက်မှုတွေကိုရော့ကျစေတယ်နော်ဒီအလေးထားလေးတွေမွေးမြူကိုကတိုးရှိတယ်အလေးထားလေးတွေဘာလဲဆိုတော့ကြည့်အောင် Number 1 build strength training into your weekly routine strength training ဆိုတာခွန်အားသုံးတဲ့လေ့ကျင့်ခန်းတွေနော်လေးမလေ့ကျင့်ခန်းနော်လွယ်ပြောနော်လေးမလေ့ကျင့်ခန်းတွေကိုကိုယ့်ရဲ့အပတ်စဉ်လုပ်ငန်းစဉ်တွေမှာထည့်သွင်းပါ Your 20s and early 30s are when you hit peak bone mass and muscle strength 20ကျော်နဲ့30အစောပိုင်းနော်အဲ့ဒီအရွယ်မှာဆိုရင်မင်းဟာbone mass ဆိုတာအယိုးသိပ်သီးမှုနော်အဲ့လိုပြောအောင်အယိုးသိပ်သီးမှုကလည်းအမြင့်ဆုံးအနေထားကိုရောက်သွားပြီနော် muscle strength ခွန်အားကလည်းအဲ့ချိန်မှာအမြင့်ဆုံးရောက် To protect this foundation aim for at least 2 resistance training sessions per week အဲ့တော့ဒီနော်အခြေခံကိုထိန်းသိမ်းဖို့အတွက်တစ်ပတ်ကိုအနည်းဆုံး resistance training ဆိုတော့ strength training နဲ့အတူတူပါပဲခုခံအား3လေ့ကျင့်ခန်းတွေနော်ဝန်3လေ့ကျင့်ခန်းတွေကိုတစ်ပတ်ကိုအနည်းဆုံး2ကြိမ်တစ်ပတ်အနည်းဆုံး2ကြိမ်လောက်လုပ်ဖို့ရည်ရွယ်ပါ using weights bands or body weight အဲ့ဒီ resistance training ကိုနော်လေးသုံးပြီးတော့ဆော့လဲရတယ် band ဆိုတော့ကိုလိုရေချိုးတွေနော်ရေချိုးတွေသုံးလို့လည်းရတယ်ဒါမှမဟုတ်လည်း body weight ခန္ဓာကိုယ်လေးချိန်ပဲသုံးပြီးဆော့လဲရတယ်ဒီတနည်းနည်းနဲ့တစ်ပတ်ကို2ရက်လောက်အနည်းဆုံးလုပ်ဖို့နော်လုပ်ဖို့မှန်းရမယ် The key to building new muscle is exercising close to muscle fatigue ကျော်သားတစ်တည်ဆောက်ဖို့အတွက်အဓိကဟောချက်ကဘာလဲဆိုရင်ကျော်သားတွေကိုပင်ပန်းသွားတဲ့အထိနော်ပင်ပန်းညောင်းညာသွားတဲ့အထိနီးပါးလောက်ကိုလေ့ကျင့်ခန်းလုပ်ဖို့ဖြစ်ပါတယ်အဲ့တော့မရွှေ့ရှောင်းလည်းမရဘူးနော်တကယ်ထိရတဲ့အထိဆော့အောင်ဒီရောက်နေကျော်သားတွေညောင်းညာသွားတဲ့အထိဆော့ရမယ် For women lifting weights will not cause bulkiness မျိုးသမီးအနေနဲ့လည်းအလေးနဲ့လေ့ကျင့်ခန်းလုပ်ခြင်းကဘယ်လိုမျိုးကျော်သားကြီးကြီးထွားလာစေမှာတော့မဟုတ်မျိုးသမီးတော်များစိုးရင်ကြနော်အလေးသုံးပြီးလေ့ကျင့်ခန်းလုပ်ရင်ကျော်သားကြီးကြီးလာမှာကြောက်နော်
အဲ့လိုမဖြစ်ပါဘူး instead it builds the crucial bone density needed to prevent osteoporosis and fractures later in life အဲ့လိုမဖြစ်ဘဲနဲ့တဲ့နော်ဒီအလေးနဲ့လေ့ကျင့်ခန်းလုပ်ခြင်းကနော်အရန်ရေးကြီးရဲ့ရိုးသိပ်သီးမှုကိုလည်းတိဆောက်ပေးနော်အဲရိုးသိပ်သီးမှုကတဲ့နော်ရိုးပါယောဂနော် osteoporosis အသက်ကြီးလာခါမှာဖြစ်တဲ့ရိုးပွနော်ရိုးပါဒီယောဂကိုလည်းကာဝယ်ပေးတယ် fracture ဆိုတာရိုးကျိုးတာနော်ရိုးအပ်တာရိုးကျိုးတာတွေသက်ကြီးရဲ့ခါမှာမဖြစ်အောင်လေနော်လိုအပ်တဲ့ဒီရိုးသိပ်သီးမှုနော်အဲ့ဒါကိုတိဆောက်ပေးအဲ့တော့မျိုးသမီးအနေနဲ့ပူလောင်ရေးကြည့်နော်လေ့ကျင့်လေးနဲ့လေ့ကျင့်ခန်းလုပ်ဖို့ Okay number 2 prioritize consistent cardio exercise နော်လေ့ကျင့်ခန်းမျိုးစားအဓိက2မျိုးခုနကတော့ resistance training ခုခံအားသုံးလေ့ကျင့်ခန်းနော်နောက်တစ်ခုကျတော့ cardio exercise ဒါတော့ cardio ဆိုတော့မောတဲ့လေ့ကျင့်ခန်းတွေအဲ့တော့ဒီ cardio လေ့ကျင့်ခန်းတွေကိုလည်းမှန်မှန်လုပ်ဖို့ဦးစားပေးပါနော်ဒီလေ့ကျင့်ခန်းမျိုးစား2ခုလုံးကလိုအပ်တယ်လုပ်ဖို့လိုအပ် regular aerobic exercise significantly reduces the risk of heart disease stroke and type 2 diabetes cardio ကိုနောက်တစ်မျိုးပြောရအောင် aerobic aerobic ဆိုတာဆို oxygen သုံးတဲ့လေ့ကျင့်ခန်းအဲ့တော့ဒီလေ့ကျင့်ခန်းလုပ်ဖို့အတွက်လိုအပ်တဲ့အဓိကလိုအပ်တဲ့စွမ်းအင်ကိုနော် oxygen ကနေပြီးတော့အဓိကသုံးတဲ့အတွက်ကြောင့်နော်သူ aerobic လို့ခေါ်အဲ့တော့အပုံမှန် aerobic လေ့ကျင့်ခန်းတွေကိုလုပ်ခြင်းကခုနပြောယောဂတွေပေါ့နော်နှလုံးယောဂstroke လေဖြတ်တာနောက်ပြီးတော့ type 2 diabetes စီးကျိုယောဂ type 2ဆိုတော့ဒီနေထိုင်မှုပုံစံမမှန်လို့ဖြစ်တဲ့ယောဂ type 1ကကြာမွေးရပါလားမသိတော့နှလုံးသွေးတိုးသွေးတိုးမပါနှလုံးလေဖြတ်စီးကျိုယောဂတွေကိုတဲ့ဖြစ်နိုင်ချေဘူးနော်ပြီးတာရောကြစေဒီလိုပဲလေ့ကျင့်ခန်းနေရ National guidelines recommend 150 minutes of moderate activity အဲ့တော့ဒီ national guidelines ဆိုတာဒါ US ကပြဋ္ဌာန်းထားတဲ့ဒါလမ်းညွှန်ချက်လားနော်သူတို့နိုင်ငံရဲ့လမ်းညွှန်ချက်အရဆိုရင်တဲ့သူက moderate activity ဆိုတာမပြင်းထန်ဘူးပေါ့နော်မပြင်းထန်တဲ့လှုပ်ရှားမှုဥမာလမ်းလျှောက်တာမျိုးနော်အဲ့ဒါကြတော့မိနစ်150 or 75 minutes of vigorous activity weekly တော့အပတ်စဉ်နော် vigorous ကပြင်းထန်တော့ပြင်းထန်တဲ့လေ့ကျင့်ခန်းကြတော့85မိနစ်လုပ်သင့်တယ်လို့သူက recommend အကြံပြုထားတယ်တခုမဟုတ်တခုနော်ဟိုဟာ moderate activity လုပ်မယ်ဆိုတော့150မိနစ်နော်ဒီဘက်ကိုပြင်းထန်တဲ့ဟာဆိုတော့85မိနစ်ဆိုလုံလောက်နော်အဲ့လိုညွှန်ကြားထားတယ် however a dedicated workout isn't enough if you sit for more than 8 hours a day ဒါမှလည်းနော်ဘယ်လောက်ပဲလေ့ကျင့်ခန်းကိုစောစောမြဲလုပ်မလုံလောက်ဘူးကြည့်ပြီးမင်းကဒီနေ့ကို8နာရီနဲ့အထက်ထိုင်နေရမယ်ဆိုရင်ထိုင်ရတဲ့လုပ်တဲ့လူမျိုးနော်ယုံလုပ်ပါညာလုပ်တယ်ဆိုရင်ခုနကလူမျိုးလေ့ကျင့်ခန်းပုံမှန်လုပ်နေတော့မလုံလောက်တော့ which severely impacts metabolism ထိုင်များတဲ့လူတွေမှာဆိုရင်တဲ့ဒီဇီဝရုပ်ဖြစ်ပျက်မှုကိုသူကဆိုးရွားထိခိုက်စေတယ် metabolism ဆိုတော့စွမ်းအင်သုံးချမှုနော်ကိုစားရဲ့စွမ်းအင်ကိုပြန်သုံးတဲ့ဟာပြန်သုံးတဲ့ဖြစ်စဉ်နော်အဲ့ဒါကို metabolism လို့ခေါ်အဲ့ပုံမှာထိခိုက်စေရဲ့ break up prolonged sitting ဒီလိုအချိန်ကြာထိုင်ခြင်းကိုတဲ့ဘယ်လိုပြောအောင် break up ဆိုတာတော့ရက်တန့်ပါနော်ရက်တန့်လိုက်ပါ by getting up every 30 minutes for a few minutes of movement every 30 minutes ဆိုတာနော်နိုင်ဝက်တစ်ခါတဲ့နော်မတက်ရက်ပြီးတော့မိနစ်နိုင်ငံလောက်လှုပ်ရှားခြင်းဖြင့်
ခုနလိုမျိုးချိန်ကြာထိုင်ရတဲ့ဟာကိုbreak up လုပ်လိုက်ပါ break up ဆိုတာဘယ်လိုပိုင်းခြားလိုက်ဇက်တိုက်ကြီးမထိုင်မနဲ့ဖြတ်လေးပိုင်းလိုက်နော်နိုင်ဝက်တစ်ခါထားလှုပ်များလှုပ်ပေး Number 3 eat for long-term health and energy တော့စားတဲ့အခါမှာလည်းနော်ရတာရှိဖို့ပဲစဉ်းစားနဲ့ခုလောဆယ်စားကောင်းဖို့ပဲဦးစားမပေးနဲ့ရေရှည်ချမ်းသာဖို့အတွက်ဒါမှမဟုတ်လဲအားရှိဖို့အတွက်နော်အဲ့အတွက်ဦးစားပေးပြီးစားပါ Convenience food is tempting convenience food ဆိုတာအလွယ်စားလို့ရတဲ့ဟာပေါ့နော်အသင်စားလို့ရတဲ့စားတွေခေါက်ဆွဲကြောက်ထုတ်လို့ဒါတွေကတော့ကိုယ်ကိုဆွဲဆောင်နေစားကျင်စရာကောင်းတယ် but your current nutrition directly shapes your future metabolic health မင်းခုလက်ရှိစားတောက်နေတဲ့အရာတွေကကိုယ့်ရဲ့အနာဂတ်မှာဒီဇီဝရုပ်ဖြစ်ပျက်မှုနဲ့ဆိုင်တဲ့ကျန်းမာရေးပေါ်ဦးတဲ့နော်ဓာတ်ရိုက်လွှမ်းမိုး Focus on a flexible whole food approach like the Mediterranean diet to reduce chronic inflammation အဲ့တော့ဒီနာတာရှည်ရောင်ရမ်းမှုတွေလျှော့ချဖို့ခန္ဓာကိုယ်ထဲမှာရောင်ရမ်းမှုတွေကိုလျှော့ချဖို့အတွက်ဒီ Mediterranean diet လိုမျိုးမြေထဲပင်လယ်ဒေသမှာစားတဲ့အစားအစာမျိုး whole food approach whole food ဆိုတာသဘာဝအတိုင်းပြုပြင်စီရင်ထားတာမဟုတ်ဘဲနဲ့အစားအစာကိုသဘာဝအတိုင်းစားတဲ့နည်းလမ်းflexible ဆိုတော့ဒါပြုပြင်လွယ်ပြောင်းလဲလွယ်နော်ဘယ်လိုပြောရလဲမတူညီရဲ့ဟင်းအမယ်တွေပေါ့နော်ဒါရောဆက်ပြီးတော့သဘာဝအတိုင်းစားတဲ့ဒီလိုတိုင်းရမျိုးကိုဦးစားပေးပြီးစားနော်အာရုံစိုက်ပြီးစားပါprioritize eating 55 to 70 grams of protein daily နေ့စဉ် protein ဓာတ်နော်55ကနေ80 gram အထိနော်စားဖို့ဦးစားပေးရမယ် filling half your plate with fruits and vegetables အခုစားရဲ့ပကံရဲ့တစ်ဝက်ကိုအသီးနှံတွေနဲ့နော်အသီးရွက်တွေနဲ့ဖြည့်ပါ limiting ultra processed food staying hydrated and moderating alcohol intake ရှောင်ရမယ့်ဟာတွေကတော့အလွန်ကျွံနော်ပြုပြင်စီရင်ထားတဲ့အစားအစာတွေအဲ့လိုဟာရှောင်သင့်တယ်မုံမျိုးပေါ့နော်ပြီးတော့စားကောင်းတဲ့မုံလေးဒါလေးလည်းအကန့်အသတ်နဲ့စားနော်နည်းငယ်ပဲစားသင့်တယ်ရေများတောက်ရမယ်နောက်ပြီးတော့ရက်တောက်တာကိုလည်းနော်တော်ရုံပဲတောက်နော်လွန်ကျွံမတောက်သင့် Number 4 establish good sleep hygiene ကောင်းမွန်တဲ့အိပ်စက်မှုနော်ကျန်းမာရေးကိုတည်ထောင်ပါအိပ်စက်မှုကလည်းစားသောက်နဲ့လေ့ကျင့်ခန်းနည်းလိုပဲအရေးကြီးတယ်နော် Chronic sleep deprivation increases middle age risks for obesity, diabetes and heart disease ရေရှည်အရေးပြတ်ခြင်းကနော်အသက်လက်ပိုင်းမှာနော်အဝါလွန်ယောဂဆီးရိုယောဂနဲ့နှလုံးယောဂဖြစ်နိုင်ခြေကိုနော်သူကတိုးစေAdults need more than 7 hours of quality sleep nightly ရွယ်ရောက်ပြီးလူတွေကညစဉ်ကောင်းမွန်တဲ့အိပ်စက်မှု9နာရီအနည်းဆုံးလိုတယ် and you cannot fully make up for a weekday deficit on the weekends ပြီးတော့နော်ဒီဂျာရက်တရက်နော်အေးပြတ်သွားတာကိုတဲ့နော်ပိတ်ရက်မှာပြန်ပြီးတော့ make up for တော့ပြန်ပြီးတော့ဘယ်လိုပြောမလဲစားထိုးတဲ့သဘောနော်ပြန်ပြီးတော့ပြင်တဲ့သဘောနော်ဘယ်လိုပြောအောင်ပြန်ဖာထေးတဲ့သဘောနော်အဲ့လိုလုပ်လို့မရဘူးနော်အိတ်တာကိုကျွေးနဲ့အိတ်လို့မရဘူးနော်ကျွေးပြန်ဆက်လို့မရဘူးအေးပြတ်သွားရင်ဒါထိကြိုက်သွားတယ်နော်ခန္ဓာကိုယ်ထိကြိုက်သွား Improve your sleep quality by maintaining a consistent wake up time getting morning light and avoiding screens before bed အိပ်စက်မှုကိုဘယ်လိုရေသွေးကောင်းအောင်လုပ်မလဲဆိုရင်ကိုနိုးထားတဲ့အချိန်ကိုလည်းပုံသေးထားရမယ်အိယာဝင်ချိန်အိယာထချိန်နော်ပုံသေးရှိသင့်တယ် getting morning light မနက်ခင်းနေအောင်ကြည့်ခံသင့်ကျန်းမာရေးအတွက်ကောင်း
နောက်ပြီးတော့မိတ်ခင်မှာလည်းဒီဖုန်းတွေသုံးတာကိုရှောင်သင့်အိတ်ခါနီမှာဖုန်းမသုံးသင့် Number 5 on the last one manage stress like it's your job စိတ်ဖိစီးမှုကိုအလုပ်တစ်ခုလို့သဘောထားပြီးတော့နော်ဒီမှာခံခွဲပါတော့ပေါ်တန်သဘောမထားနဲ့နော်စိတ်ဖိစီးမှုကိုတကယ်လေးနဲ့ထားပြီးတော့ဂိုင်တွယ်သင့် The pressures of early adulthood triggers chronic stress အဲ့တော့ဒီလူငယ်ဘဝမှာခံစားရတဲ့ဖိအားတွေစိတ်ဖိစီးမှုတွေကနာတာရှည်စိတ်ဖိစီးမှုကိုဖြစ်စေ flooding your body with cortisol and raising blood pressure ခန္ဓာကိုယ်လည်း cortisol ဆို stress hormone နော်ဒီ hormone တွေနဲ့ဖုံးလွှမ်းစေပြီးတော့ဒီသွေးလက်တိုးစေ To counter this, train your body to calm down from the body up using techniques like meditation, deep breathing, or self-hypnosis before tackling the root stressors. နောက်ဒီစိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ဆိုးကျိုးတွေကိုဘယ်လိုပြန်တုံ့ပြန်သင့်လဲဆိုရင်နော်ခန္ဓာကိုယ် calm down ဆိုတာခန္ဓာကိုယ်တောင့်တတာဖြစ်သွားနော် relax ဖြေလျှော့နီလန်းလေးလေ့ကျင့် from the body up body up ဆိုတဲ့အဓိပ္ပာယ်ကတော့စိတ်ဖိစီးမှုဖြစ်တဲ့အခါမှာခန္ဓာကိုယ်ကတုံ့ပြန်လုံးခုံလုံးမြန်းလာတယ်ချွေးထွက်လာတယ်နော်အဲ့ဒီဟာကိုဖြည့်ရှင်းတဲ့အခါမှာခန္ဓာကိုယ်ကပဲစပြီးဖြည့်ရှင်းတဲ့အဲ့ကြောင့်ခန္ဓာကိုယ်ကစရမယ်လို့ပြောနော် body up ဆိုတာအဲ့ဒါဒီပြဿနာကတော့ခန္ဓာကိုယ်ကစတာမဟုတ်နော်ပြင်ပစတဲ့ပြဿနာဒါပေမဲ့ခန္ဓာကိုယ်ကစယူရှင်းရမယ်နော်ဘယ်လိုနည်းလမ်းတွေသုံးရမလဲဆိုရင် meditation တရားထိုင်တာတို့နော် deep breathing သက်ဝဝရှုသက်ကိုလည်း5 စက္ကန့်လောက်ရှူသွင်းပြီးနော်ပြီးရင်5 စက္ကန့်လောက်ရှူထုတ်ဒီလိုနည်းလမ်းတွေသုံးရင်ခုနပြောလို့ခန္ဓာကိုယ်ပြေရော့နော်နောက်တစ်နည်းက self hypnosis နော် hypnosis ဆိုတာအိမ်မွေချတယ်လို့ထင်ကိုအိမ်မွေချတဲ့နည်းလမ်းလေးနော်သုံးစာအုပ်တော့ကောက်ဖတ်လိုက်နော်အိမ်မွေချအင်္ဂလိပ်စာကျောင်းစာဖတ်စာအုပ်တော့ကောက်ဖတ်လိုက် before tackling the root stressors စိတ်ဖိစီးမှုဖြစ်စေရဲ့အဓိကအကြောင်းရင်းတွေကိုကိုကမဖြေရှင်းခင်မှာခုနနည်းလမ်းလေးသုံးပြီးတော့ခန္ဓာကိုယ်အရင်ဆုံးဖြေလျှော့လိုက်နော်အဲ့ဒါမှခန္ဓာကိုယ်ခေါင်းအေးသွားမှပြဿနာကိုကောင်းကောင်းဖြေရှင်းနိုင်ခေါင်းကြည့်သွားအောင်ရင်တော့ Okay this is it so thank you everyone I'll see you in the next video bye